ဘယ်အလုံးမမသိဘာမှမသိဒီလိုပဲစောင့်နေရတာဘလောက်ကြာပြီလဲဘာငါတစ်တိုင်ရောလဲအဲ့ငါတစ်တိုင်ရောထောက်သားမရှိရင်မခေါ်ဘူးကိုလည်းမပြောတဲ့အဲ့ငါတစ်တိုင်ရောထောက်သားမရှိရင်မခေါ်ဘူးနေတရားနဲ့ဘွဲတာလုံးတာမဟုတ်ဘူးကျန်တဲ့သူတွေအကုန်လိုင်းတက်နေအကုန်သိတယ်ကောင်းကောင်းပြောငါလည်းဒီအကောင်းဆုံးပြောနေတာငါတိချက်ကောင်းကောင်းမပြောနိုင်ဘူးနင်တို့လိုရဲ့လောက်ရရင်ပြီးတော့မဟုတ်လားဘယ်ချိန်လောက်ရမှာနော်ဘယ်တော့လောက်ရမှာလဲဟိုတနေ့တည်းကအလုပ်ထဲမဲ့ပြောရတယ်လို့ဘာလို့လက်မခံလဲနင်ကပလိတ်နဲ့ချိန်ချောင်းမှာလဲနင်နောက်ကိုဘယ်သူကလိုက်မလဲပလိတ်နဲ့ချိန်ချောင်းကြာပြီဖမ်းခံရတာအေးနင်စောက်ချင်းကတီးပြီးသားနော်နင်ဒီလိုတွေလှုပ်ရှားနေဆိုတီးပြီးသားအခုကအဲ့ဆိုဘယ်လိုဖြစ်ရှင်အောင်ပြောကြည့်အဲ့တော့ပတ်စံပြန်ပေးလို့ကိုကိုပြောညာလေးညီမ15ရောက်စာငွေပဲပြန်လို့ရှင်တယ်ဘာမှမဖြစ်ရှင်ဘူးအလုပ်လည်းမလုပ်ရှင်တော့ဘူး15ရောက်စာငွေပဲပြန်အမ်းပေးငါပြောပွားရှင်းရှင်းလေးအလုပ်ပြန်ထည့်ပေးမယ်အဲ့ဒါကိုလက်ခံလားလက်မခံနိုင်ဘူးစောင့်လည်းမစောင့်နိုင်ဘူးတပတ်လို့ပြောပြီးလို့မှ25ရက်ကြာရတဲ့အသွဲမစောင့်နိုင်တော့ဘူးဘယ်သူမှမယုံတော့ဘူးရဲတွေနဲ့ချင်းချောက်တဲ့အသွဲမစောင့်နိုင်တော့ဘူးငွေပဲပြန်အမ်းပေးပါနင်တို့ကစကားကောင်းကောင်းပြောပြီးသားအဲ့ဒါညီမလည်းအကောင်ပဲလုပ်ပေးမယ်ငါလုပ်ထည့်ပေးမယ်ပြောတာအခုငါဘက်ကနေအလုပ်ထည့်ပေးတဲ့အတွက်ငါဘက်ကလောက်ရမှာကျန်တဲ့အပိုင်းကငါအပိုင်းအဲ့ငါအပိုင်းနေပေါ့ဒီလိုပဲတပတ်နဲ့25ရက်ပြည့်အောင်ဆောင်25ရက်ပြည့်တော့ဘလော့တာဘာသဘောလဲအဲ့ကြဘာလို့ဘလို့ရတာတော့ရေးလည်းဖြည့်ရှင်းအောင်လေနင်တို့စမှတ်တဲ့အချိန်ကမထိုင်းနိုင်ငံမှာရွေးကောက်ပွဲလုပ်တယ်ဟိုကလုပ်တာလေရွေးကောက်ပွဲမရောက်ခင်စမှတ်တယ်တရက်နေ့ကသွားတယ်တရက်နေ့ကသွားပြီးတော့တပတ်နေအလုပ်ရမယ်လို့ပြောပြီးတော့တပတ်လေးပြေးလို့အလုပ်မရဘူး15ရက်ရောက်လာတယ်ရေကောက်ပွဲရောက်တာရေကောက်ပွဲပြီးတော့24ရက်25ရက်ရမယ်အဲ့ဒီအတွင်းမှာလောက်ကိုရက်ကိုရမယ်လို့ပြောပြီးတော့အခုချိန်ထိအလုံးမရဘူးအဲ့ဒီအတွင်းမယုံတော့ယုံလည်းမယုံကြည်တော့ဘူးပတ်စံပဲပြန်လို့ရှင်တယ်ဒီတော့မှာပြောပြတာငါနောက်လောက်ထည့်ပေးမယ်နောက်လောက်လည်းမယုံတော့ဘူးဘယ်သူမှယုံကြည်မှုမရှိတော့ဘူးနောက်လောက်ကြာကွာပတ်စံမကုန်လို့လားနောက်လောက်ကြာကွာလောက်ကြာပတ်စံမကုန်ဘူးလားဘယ်တော့ကဘာလို့လုပ်ရှင်ပြောနောက်လောက်ထည့်ပေးမယ်ဒါထောင်းတယ်မယ်ဘာမှမသိတယ်ပေးမှာအဲ့တော့မယုံတော့ဘယ်လိုလုပ်လဲအခုလည်းတယောက်တည်းလုပ်တာမဟုတ်ဘူးအများနဲ့လုပ်တာအဲ့နောက်လုံးငါဘယ်လောက်ပဲကုန်အဲ့ကောင်မဲပတ်စံကိုနင်ပြန်ပေးလိုက်ပြီးနေပြီလေအောင်မျိုးအလုပ်ပေးကငါတာဝန်ပဲအလုံးလို့ကျင်လို့ငွေတင်းမှလို့လာပြောသူတို့အလုပ်မလို့ရှင်တော့ဒီ15ရက်အလုပ်မလို့ရှင်တော့ငွေပဲပြန်လို့ရှင်တယ်ဒါပဲငွေပဲပြန်ငါတယောက်တည်းလုပ်တော့မဟုတ်ဘူးအလုပ်ကအဲ့ဒါနေရဟာကိုပဲရှမ်းရဟာကိုမရချင်ရှမ်းရအများနဲ့ခမရရလောက်ပဲကျတို့ပေးအကုန်လုံးပြန်ပေးဘာမှတပြားမှမကြံအကုန်လုံးပြန်ပေးစမှာခတ်တယ်ဒါပဲနေပါဘာမှလည်းငါ့ကိုမင်းရပေးနေအောင်ဘာကောင်မှမဟုတ်ဘာကောင်မှလည်းမဟုတ်ဘူးသူများတွေအလောက်လာလောက်တယ်ခမရပြောတာတပတ်ပြောပြီးတော့15ရက်